那里是你家的米的，那么叫多呢？是你家的米面阿龙多，不是，大家那么好哩个的，好到位嘛撇的。ဒီဘက်မှာစနေတမ်းသမီးတွေဘာတွေတတိထားမှလဲဘလူကံကြမ္မာမျိုးတွေဒါကြုံတွေ့ရမလဲဆိုတာကိုဒါတော့က3ကတ်နဲ့အသေးစိတ်ဟောတော်ပေးမှာဖြစ်ပါတယ်ခင်ဗျာအခုကြည့်နေမိတ်ဆွေတွေမှာဒါစနေတမ်းသမီးတွေပါစီခဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဒါမကြော်ပဲအစဆုံးကြည့်သွားခြင်းပဲ like share ကိုမရေးခြင်းပဲတခြားမိတ်ဆွေတွေပါမြင်တွေ့နိုင်အောင်ဒါအများမြင်အောင်ဒါပြန်လည်မျှဝေပေးခဲ့ပါဦးခင်ဗျာစနေသားသမီးများတဲ့ဒီပထမဆုံးဒီကြလာတဲ့ကတ်မှာဆိုရင်ဒီကရစ်မင်းကတ်ဒီကတ်ကြလာတယ်ဒီအပတ်မှာစနေသားသမီးတွေကဒီအလောက်ခွင်မှာဖြစ်စေဒါမိသားစုထဲမှာပဲဖြစ်စေဥဆောင်နိုင်သူအာနာစီသူတွေရဲ့ကုညီမဆမှုကိုဒါရရှိတတ်တယ်ဒါသင်ရဲ့ဆုံးဖြတ်ချက်တွေကဒါခိုင်မာနေမယ်အလောက်ကိစ္စတွေမှာဥဆောင်နိုင်စွမ်းနေဒါမြင့်မာနေမယ်ဒါအပတ်ဖြစ်တယ်ဒါပေမဲ့အုတ်ချုပ်တဲ့သူဒါမှမဟုတ်အထက်လူကြီးတွေနဲ့သဘောထားကွဲလဲတာမျိုးတွေဒါတတိထားပါသင်ဘက်ကဒါမှန်နေရင်တော့မှဒါအခက်ခဲမဖြစ်အောင်အလိုက်ထိုက်လေးနေဖို့ဒါလိုအပ်ပါမှာခင်ဗျာဒုတိယမြောက်ကြတာတဲ့ကတ်ပါဆိုရင်စနေသားသမီးများတဲ့ဒီခွက်ကူခွက်ကတ်ဒီကတ်လေးကြတာတယ်ဒါဟာစနေသားသမီးတွေအတွက်ဆူတောင်းပြီးကတ်လို့တော့ဒါပြောလို့ရတယ်ဒီဘက်မှာဒါသင်ကြာစီစွာမျှော်လင့်ထားတဲ့ကိစ္စတစ်ခုအထမြောက်တာအောင်မြင်တာရင်းနှီးမြှုပ်နှံထားတာတွေကနေအကျိုးအမြတ်တွေပြန်ရတာမျိုးတွေဒါကြုံရပါမယ်လူမှုရေးအချစ်ရေးနဲ့ငွေကြေးကံစားတာတွေမှာစိတ်ကျဉ်မှုအပြည့်အဝရရှိမယ်အပတ်တစ်ပတ်ဒါဖြစ်ပါခင်ဗျာတတိယမြောက်ဒီကြတာနဲ့ကတ်မှဆိုရင်စနေသားသမီးတွေကရားစစ်ချောင်းကတ်ဒီကတ်လေးကြတာတယ်ကန်စာတာတွေဒါကောင်းနေပေမဲ့လည်းဒါတင်းစိတ်ထဲမှာမလိုအပ်ပဲစိုးရင်စိတ်လွန်ကဲတာကိုဘောင်ခတ်ထားတာမျိုးတွေရှိနေတတ်ပါတယ်အတွေးပိတ်နေတတ်တာမျိုးတွေဒါအတွေးလွန်ပြီးဒါစိတ်တက်ကြစရာမလိုပါဘူးခင်ဗျာကိုယ့်ရဲ့ကြောက်စွနေတဲ့စိတ်ကိုဒါမွေးမထားပဲရဲဝံ့ဝံ့ဒါရင်ဆိုင်လိုက်ပါအရာရာဟာဒါတင်ထင်ထားတာထက်ဒါပိုပြီးလက်တွေ့မှာလွယ်ကူပြီးဒါအောင်မြင်လာပါလိမ့်မယ်ခင်ဗျာဒီအဘက်မှာဒါစနေသားသမီးများရဲ့ဒါတီးတန့်ရက်တရားအနေနဲ့စနေသားသမီးတွေအနေနဲ့ဒီအဘက်မှာဒါအခက်ခဲတွေပြပြောက်ပြီးအဆဆရရဒါအဆင်ပြေစေဖို့အတွက်စနေနေ့မနက်ပိုင်းမှာဒါမိမိအိမ်ကဖျားမှာနို့အေးတစ်ခွက်ဒါမှမဟုတ်နို့စီဆန်းထားတဲ့မုတ်ကတ်လှူပေးပါဒါအပြင်ဒါအပြင်မှာတွေ့တဲ့ခွေးလေးတွေကိုဒါအစာကျွေးပြီးဒါနပြုတ်ပေးလိုက်တာကားတဲ့ဒါကံညံ့ဆိုးတွေကိုဒါပြပြောက်စေပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုဒါကြိုက်နှစ်သက်တယ်ဆိုရင်ဒါ like share follow လေးလုပ်ပေးခြင်းဖြင့်တခြားမိတ်ဆွေစနေသားသမီးများမြင်တွေ့နိုင်အောင်တဲ့အများမြင်အောင်ဒါပြန်လည်မျှဝေပေးခဲ့ပြီးဒီဗီဒီယိုလေးရဲ့ comment ထဲမှာငွေကြေးကံပွင့်ပါစေလို့ဒါ comment တွေမှတ်ပြီးဒါကောင်းသောစွမ်းရည်တွေကိုဒါရယူလိုက်ပါခင်ဗျာနောက်ပတ်တွေမှာလည်းဗီဒီယိုအသစ်တွေကိုဒါမလွတ်တမ်းကြည့်နိုင်ဖို့ကျွန်တော်ရဲ့ page လေးကိုလည်း follow လေးမလုပ်ထားရင်ဒါ follow လေးဒါလုပ်ထားခဲ့ပါခင်ဗျာစနေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာဒါကျမ်းမာချမ်းသာကြပါစေခင်ဗျာ